ဂုဏ်ယူပါတယ်တင်းတို့ဆက်ဖွဲ့သားတွေပဲခူးတိုင်းနေကရွာတွေမှာပွဲကားဖို့ရောက်နေရပါတင်းငယ်ချင်းဆက်ဖွဲ့သားတွေကိုမန်ရှင်းခေါ်ပြီးဖျော်ပြဖို့အစဉ်သင်းပြင်ခိုင်းထားလိုက်ပါပွဲကားရင်လိုက်နာရမယ်စီကံ9ခုရှိပါတယ်စီကံနံပါတ်9ကိုမဖြစ်မနေလိုက်နာရပါမယ်စီကံနံပါတ်1ပရိသတ်ကိုအကြာကြီးစိုက်မကြည့်ပါနဲ့စီကံနံပါတ်2မရည်တဲ့သူတွေကိုအတင်းရည်အောင်မကြိုးစားပါနဲ့စီကံနံပါတ်3လက်ခုပ်တံမကြားရရင်စင်ပေါ်ကမစင်းပါနဲ့ပွဲပြီးသေးရမဟုတ်ပါဘူးဆက်ကပါစီကံနံပါတ်4ကောက်ခွက်မှာသွားရင်မပြင်ပါနဲ့တင်ကောက်ခွက်ပြင်လိုက်တာသူတို့သိရဲ့စီကံနံပါတ်5နှစ်ပါးသွားကနေရင်မင်းသမီးကတင့်ကိုပဲစိုက်ကြည့်နေရဆိုရင်စက်အဖွဲတစ်ခုလုံးချက်ချင်းရပ်ပါစီကံနံပါတ်6လူရှင်တော်ကတင်ပြောဆိုရမှာတွေကိုပြောနေရင်အဲ့လူကိုမတိချင်အောင်ဆောင်ပါစီကံနံပါတ်9ပရိသတ်ထဲကတဲ့နာမည်ကိုခေါ်တန်းကြရင်ပြန်မဖြေပါနဲ့ဒုတိယအကြိမ်ခေါ်လာရင်မတိချင်အောင်ဆောင်နေပါမရည်တဲ့သူတွေကိုတတိထားပါသူတို့ကတင်လို့ရဲ့ပရိသတ်မဟုတ်စီကံများကိုလိုက်တာပါကံကောင်းပါစေ